ကျွန်တော်တို့နောက်ဆုံး tools တစ်ခုအနေနဲ့ value stream mapping ဆိုတဲ့ tools အကြောင်းကိုလေ့လာမှာဖြစ်တယ်နော်သူ့ကိုတို့က VSM လို့ခေါ်တယ်သူကဘာလဲဆိုတော့ကိုယ့်ရဲ့အလုပ်ကိုယ့်ရဲ့ production မှာ raw material အဆင့်ကနေနောက်ဆုံးအောက် final product အထိနော်ဒီလှုပ်ဆောင်ရတဲ့ process အဆင့်ဆင့်ကိုသုံးတဲ့ material တွေဘယ်လို flow သွားတယ်လဲအဲ့ဒါကို control လုပ်ဖို့အဲ့ဒီမှာ information တွေပါဘယ်လိုပေါင်းစပ်ပြီးတော့ရေးဆွဲတယ်လဲဆိုတဲ့ဟာကိုတွားထားတဲ့နောက်ထပ် advance ဖြစ်တဲ့ flow chart တစ်မျိုးဖြစ်တယ်အဲ့တော့ဒီ tools ကိုလေ့လာတဲ့အခါမှာ case study အနေနဲ့ rapid roast ဆိုတဲ့ coffeeဆိုင်ပေါ့နော်ဒါလေးကို case study အနေနဲ့လေ့လာသွားကြရအောင်နော်ဒီ rapid roast coffee shop တွေဟာတကယ်တော့ popular ဖြစ်ပြီးသားနော်သူက fresh drink တွေဖန်တီးပေးနိုင်တယ် service မြန်တယ်ပေါ့သို့တော့တကယ် peak hour တွေမှာတော့စောင့်ရတာနည်းနည်းလေးကြာတယ်ပေါ့ဆိုပြီးတော့ customer တွေရဲ့ complaint တွေရနေတယ်အဲ့တော့ဘာမှသွားပြီးတော့ delay ဖြစ်နေတယ်ဘယ်ချက်တွေကိုတော့ပြင်လိုက်ရင်ရသွားမလဲဆိုတဲ့ဟာကိုပထမဆုံးအနေနဲ့ဒီ VSM2 ကိုသုံးပြီးတော့ mapping ဆွဲကြည့်လိုက်လို့ရှိရင်အဖြစ်တစ်ခုပေါ်လာတယ်ဆိုတဲ့အကြောင်းလေးကိုဒီမှာရှင်းပြသွားမှာဖြစ်တယ်အဲ့တော့ဒီ coffee sign တစ်ခုမှမဟုတ်ဘူး any production any manufacturing any service မှာ VSM ကိုသုံးလို့ရတယ်အဲ့တော့ VSM ကအရင်လေ့လာခဲ့တဲ့ tools တွေနဲ့ဘာပိုသွားလဲဆိုတော့သူဒီကိုယ့်ရဲ့ internal process တစ်ခုလေးကိုလေ့လာတာမဟုတ်ဘဲနဲ့ supply side ကို consumer တွေရဲ့ site ကို customer တွေရဲ့ site ကိုထည့်သွင်းပြီးတော့စဉ်းစားတယ်ဒါအပြင် inventory control ဘယ် process အဆင့်မှာဘယ်လောက်ထိ delay ဖြစ်တယ်လဲဘယ် process အဆင့်မှာကိုမှ inventory ပမာဏဘယ်လောက်ထိစုနေလဲပမာဏဘယ်လောက်ထိ process ကိုစောင့်နေရတယ်လဲဆိုတာလေးပါပုံဖော်ပြီးတော့စဉ်းစားသွားတာဖြစ်တယ်အဲ့တော့ဒီ VSM ကိုဆွဲမယ်ဆိုရင်သူ့မှာ rules တွေရှိတယ်ကိုယ့်ရဲ့ operation ကိုဒီအလယ်မှာထားပြီးတော့စဉ်းစားတယ်ဘယ်ကနေစစဉ်းစားလဲဆိုတော့ကိုယ့်ရဲ့ customer site ကနေစပြီးတော့စဉ်းစားတယ် customer site ကိုညာဘက်ကနေဆွဲရတယ်သူ့ကိုဒီလိုမျိုး industry ရဲ့စက်ရုံပုံစံမျိုးသင်္ကေတနဲ့ဆွဲတယ် customer တွေရဲ့ demand ကဘာရှိလဲဆိုတဲ့ information ကိုယူမယ်တစ်ဖက်ကလည်း supplier တွေရဲ့ဘယ်လောက် supply ပေးနိုင်လဲဆိုတဲ့ information ကိုယူမှာဖြစ်တယ် supplier တွေကိုတော့ဘယ်ဘက်မှာเนาะခုလိုမျိုး block လေးနဲ့ထားပြီးတော့ဆွဲတယ်ပထမဆုံးအနေနဲ့စဉ်းစားတယ်အခုလို cut error နဲ့လာတာဟာ information flow ကိုပြတာဖြစ်တယ်ပုံမှန်အဖြစ်တရက်မှာ coffee ဆိုင်မှာ900 order ရှိတယ်တကယ် peak hour မှာဆိုလို့ရှိရင်တစ်နာရီမှာ30 order ရှိတယ်ဒီနေရာမှာစဉ်းစားရလွယ်အောင် coffee အမျိုးအစားတစ်မျိုးတည်းလိုပဲစဉ်းစားသွားကြရအောင် supplier ဘက်ကတော့ဘယ်လို information ရှိမလဲ supplier ကိုကတစ်နေ့စာအတွက် raw material 900 စာ order မှာကိုပေးရမယ်ဒါဆိုလို့ရှိရင်အဲ့ဒီအဆင့်လေးကိုအပအဆင့်လေးကိုဘာလို့ခေါ်လဲဆိုတော့ information flow လို့ခေါ်တယ်เนาะဒါလေးဟာဒီ VSM ရဲ့ information flow အပိုင်းလေးဖြစ်တယ် okay supplier က just in time ပေါ့နေ့စဉ်900 စာအတွက်ပေါ့နော် supplier တူလည်းမဟုတ်ဘူး supplier တွေအားလုံးဒီ copy 200 စာအတွက်လိုအပ်တဲ့ material တွေအကုန်လုံးဆက်ပို့ပေးတယ်အဲ့ဒီအတွက်တရက်ကျူပြီးတော့ပေးထားတယ်ဒါကြောင့်မို့သူ့ရဲ့ကြာချိန်တရက်เนาะဒီအချိန်တွေပါထပ်ပြီးတော့တွက်လာတယ်အဲ့တော့ဒီမှာပြထားပြီးတဲ့ trigger လေးနဲ့ I ဆိုတာလေးက in stock ကိုယ့်ရဲ့ inventory ကိုပြောတာအဲ့တော့ကို့မှာတရက်စာအတွက်အတိအကျ stock ရှိနေပြီရှိနေမှရမယ်ရှိနေပြီလို့ပြောချင်တာဖြစ်တယ်အဲ့တော့ကိုယ့်ရဲ့ internal process တွေဒီမှာစပြီအဲ့ဒီတော့ copy တစ်ခွက်လာပြီးတော့ customer ရောက်လာပြီဆိုလို့ရှိရင် order မှာတဲ့အချိန်ဒီလောလောဆယ် standard အရာ10 minute ကြာတယ် CT ဆိုတာ
သူ့ရဲ့ cycle time ကိုပြောတာ order မှာတဲ့နော်လက်ပတ်ဖို့ကြာတဲ့အချိန် cycle time 10 minute ကြာတယ် order မှာပြီးလို့ရှိရင်ဒုတိယအဆင့်ကဘာလဲဆိုတော့ coffee ကြိတ်ပြီ coffee ကြိတ်တဲ့အချိန်ကမိနစ်ဝက်ကြာတယ်เนาะဒါလေးတွေကို the gap operation ကဘယ်မှာ data ကောက်ပြီးတော့ထည့်သွင်းရေးဆွဲထားတာဖြစ်တယ်အဲ့တော့အဲ့ဒီမှာဘာသွားတွေ့လဲဆိုတော့ coffee စိတ်ကြိတ်ဖို့အတွက်ပေါ့နော် order မှာပြီးသား coffee စိတ်ကြိတ်တဲ့နေရာမှာ10ခွက်စာသူက stop delay သွားဖြစ်နေတယ်စပြီးတော့delay ဖြစ်တဲ့ point တစ်ခုကိုအဲ့ဒီမှာတွေ့လိုက်ပြီးရင် coffee စိတ်ကြိတ်ပြီးတဲ့အချိန်ကြာလို့ရှိရင် note ဖြော်ပြီးတော့ထည့်တယ်ပြီးလို့ရှိရင် coffee မှွေပြီအဲ့တော့ coffee ဖြော်တဲ့အဆင့်မှာ15ခွက်စာ delay သွားဖြစ်နေတယ်เนาะအောက်မှာသွားနေတဲ့ timeline ကိုကြည့်လိုက်လို့ရှိရင် CT ဆိုတာကသက်ဆိုင်ရာ process state တွေရဲ့ cycle time ကိုပြောပြီးတော့သူ့ရဲ့အပေါ်ကိုတက်သွားပြီးတော့ဒီသွားထားတဲ့ timeline လေးက process state တစ်ခုကနေနောက် process state တစ်ခုကို transfer လုပ်တဲ့အတိုင်းလေးဒီနေရာမှာတော့ copy sign ထဲမှာတောက်လျှောက်ဘေးချင်းကတ်သွားနေတယ်သို့မဟုတ်တယောက်တည်းရပဲလုပ်တယ်ဖြစ်တဲ့ကြောင့်မို့အဲ့ဒီ process transfer time ကိုထပ်တက်စရာမလိုဘူးသို့တော့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာကြတော့အဲ့ဒီ process transfer time လေးပါထပ်တွေ့ရမယ်ဥပမာအဖြစ် process A မှာ piece တစ်ခုထွက်လာပြီသူ့ကိုဆက်ပြီးတော့ process လုပ်ဖို့အတွက် unit B ကိုရွှေ့ဖို့အတွက် PC ရွှေ့တဲ့အချိန်က2မိနစ်ကြာပြီဆိုရင်အဲ့ဒီနေရာမှာအဲ့ဒီ2မိနစ်ကိုပါထပ်တွေ့ရမယ်သဘောဒီမှာတော့အဲ့ဒီဂျားထဲမှာ delay time မရှိဘူးဆိုတဲ့သဘောပြီးလို့ရှိရင်ကျန်တဲ့အလုပ်တွေကိုဆက်လုပ်တာဒီဘာ stock hold လုပ်တာတွေမရှိတော့ဘူးပေါ့နော်တောက်လျှောက်ဒီပြန်တဲ့ process တွေကိုဆက်ပြီးတော့လုပ်သွားတယ်နောက်ဆုံး payment ပြီးသွားပြီ customer ရဲ့ order ကို customer နဲ့ထည့်ပြီးပြီဆိုရင်ဒါ customer စီကို copy တစ်ခွက်ရောက်သွားပြီနော်အခုဒီအောက်ပိုင်းလေးမှာဆွဲထားတာတွေက process flow area လို့ခေါ်တယ်ကိုဒီ service ပေးတဲ့ကိုယ့်ရဲ့ production ထုတ်တဲ့ဒီကိုယ့်ရဲ့ internal process သွားတဲ့အပိုင်းလေးဖြစ်တယ်เนาะအဲ့တော့ပြန်ပြောမယ်ဟေ့ဆိုလို့ရှိရင် VSMD supplier ကနေပြီးတော့ consumer or customer လက်ထက်ရောက်တဲ့ထီကိုစဉ်းစားတယ် information တွေ stock တွေကိုပါထည့်စဉ်းစားတယ် time duration ကိုပါအတိအကျထည့်ပြီးတော့စဉ်းစားတယ်เนาะ time duration ထဲမှာ process duration လည်းပါတယ် process time cycling time လည်းပါတယ် process တစ်ခုနဲ့နောက်တစ်ခုရဲ့ကြားထဲမှာ transfer လုပ်ဖို့ကြာတဲ့အချိန်စောက်ရတဲ့အချိန်အဲ့ဒီ waiting time တွေပါပါတယ်အဲ့တော့ဒီ coffee ဆိုင်လေးရဲ့အခုပေါ့နော်လက်ပတ်နေတဲ့ဒီ process လေးကို mapping ဆွဲပြီးတဲ့နောက်တွေ့ရှိချက်လေးတွေကိုချရေးလိုက်တဲ့အစီအမှာဘယ်လိုတွေ့တယ်လဲဆိုတော့နော် coffee တစ်ခွက် order မှာတဲ့အချိန်ကနေပြီးတော့ customer လက်ထက်ရောက်လို့အချိန်ဒီစုစုပေါင်း6မိနစ်ကြာတယ်နော်အဲ့ဒီ6မိနစ်ကြာတဲ့အစီမှာ payment ပေးဖို့စောင့်နေရတဲ့အချိန်က10မိနစ်ရှိနေတယ်အဲ့တော့အဲ့ဒီ payment ပေးဖို့ customer စောင့်တဲ့အချိန်ဒီတကယ်တော့ကိုကပစ္စည်းတွေကိုထုတ်ပေးနေတဲ့အချိန်မဟုတ်ဘူးကို့မှာ production သွားနေတဲ့အချိန်မဟုတ်အလကားတက်ထိုင်စောင့်နေရတာเนาะအဲ့ဒီဟာကို non value add time လို့ခေါ်တာအဲ့ဒီ non value add time payment ရှင်းဖို့စောင့်ရတဲ့ 10မိနစ်ကိုနှိုးလိုက်လို့ရှိရင်ဒီ copy ထုတ်တဲ့ process 6မိနစ်မှာ value added time ကို process လုပ်ပြီးတော့ product တစ်ခုထွက်လာကိုယူတဲ့အချိန်ဟာ5မိနစ်ရှိတယ်เนาะအဲ့ဒါကိုပြောချင်တာဖြစ်တယ် okay အဲ့တော့ဘာသွားတွေ့ရလဲဆိုတော့ PCE ဆိုတာအဲ့ဒီမှာတွေ့တယ် PCE ဆိုတာ process cycle efficiency စုစုပေါင်းဒီ production ကြာတဲ့ lead time တွေမှာကိုယ့်ရဲ့ value added time ဘယ်လောက်ရာခိုင်နှုန်းရှိလဲလို့တွက်တာအဲ့တော့အခုဒီ case study မှာတွေ့လိုက်တော့ကိုယ့်ရဲ့ PCED 83% ရှိတယ်အဲ့တော့လုပ်ငန်းတစ်ခုအတွက် PCE 83% ဆိုတာလက်ခံနိုင်တယ်အရန်ကောင်းတယ်ပေါ့နော်ခုနလို waste time တွေအရန်နေတယ် non value added time တွေအရန်နေတယ်ဒါပေမဲ့တစ်ဖက်မှာ customer တွေက delay ဖြစ်ပါတယ်လို့ complaint တွေတက်နေတယ်
coffee တစ်ခွက်စောက်ရတော့ peak time မှာအရန်ကြာတယ်လို့တက်နေတယ်ဒါဆိုရင်အခုချထွက်တော့ဘာဖြစ်လဲကိုယ့်ရဲ့ဒီ process efficiency ကလက်ခံနိုင်တဲ့အနေအထားမှာရှိတာနဲ့ဘာကြောင့်ဒီလို customer တွေက waiting လုပ်နေရတယ်လေအဲ့ဒါကိုပြန်ပြီးတော့အခုစမ်းစစ်ကြည့်အောင်ခုန VSM mapping ကနေပြီးတော့ရှိနေတဲ့ output တစ်ချမ်းဖြစ်တဲ့ဒီ process stage မှာပဲစဉ်းစားကြည့်အောင်နော်အဲ့တော့ဘာသွားတွေ့ရတယ်ဆိုတော့ number 1ဒုတိယအဆင့်ဖြစ်တဲ့ copy စိတ်ချိတ်တဲ့အဆင့်မှာတစ်ခါ inventory စောင့်နေရတယ် rearing လုပ်တဲ့အချိန်မှာ inventory စောင့်နေရတယ်အဲ့ဒီနှစ်ခုတည်းကမှနော် coffee ချိတ်တဲ့အချိန်ဒီအကြာဆုံးအချိန်10 minute ပဲရှိနေတာကိုတွေ့ရတယ်နော်အဲ့ဒီမှာ inventory ကလည်း15ခွက်တောင်သွားကြတယ်အဲ့ဒီ stage ကိုဘာလို့ခေါ်လဲဆိုတော့ bottlenecks ဆိုတာကရှေ့ကနေပြီးတော့ရေတွေကပေါ့ဒလဟိုးစီးလာတယ်အဲ့ဒီနေရာမှာပိုက်ကောင်းလေးကကြီးပြီးတော့ဒလဟိုးစီးလာတဲ့ရေတွေအကုန်လုံးအဲ့နဲ့တော့တုတ်ပြီးတော့ဈေးစီးနှုန်းနေသွားတယ်ပမာဏနေသွားလို့ပဲအခုလည်းအရှေ့ကနေပြီးတော့ coffee order တွေကောက်တယ်နိုးတွေဖြော်တယ်သို့တော့ coffee နော်တကယ်ဖြော်တဲ့အဆင့်မှာသွားပြီးတော့အချိန်ကလည်းသွားကြတယ်သူ့မှာစောင့်ရတဲ့ order ဒီ process ကလည်း in stock အများဆုံးဖြစ်သွားတယ်အဲ့ဒီ process မှာ bottlenecks အဖြစ်ဆုံးဟာဒီ brewing coffee လုပ်နေရတဲ့အဆင့်ဆိုတာကိုသွားတွေ့တယ်ဒါနံပါတ်1အချက်နံပါတ်2အချက်ခုနလည်းပြောခဲ့တဲ့ non value added time ဆိုတဲ့ payment ပေးဖို့10 minute စောင့်နေရဒါကြီးက process မှာ series ပွားထားတဲ့အတွက်ကြောင့်မို့လို့အဲ့ဒီ10 minute ကြီးဟာအလကားအချိန်ပုတ်နေတာပေါ့ဆိုတော့ကျွန်တော်တို့တွေကအဲ့ဒီနှစ်ချက်ကိုကျွန်တော်တို့ဘယ်လိုပြုပြင်မလဲဆိုတဲ့အဖြေရှာရမယ်အဲ့ဒီဟာကိုရှာတွေ့နိုင်ပြီးတော့ဒီ process flow chart ကိုပြန်ဆွဲမယ်နောက်တစ်ခေါက် VSM mapping ပြန်ပြီးတော့ exercise လုပ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ process တွေ efficiency ပိုတက်လာမယ် customer တွေရဲ့ waiting time တွေကျလာမယ်ဥပမာအဖြစ်ဒီ coffee set ကို10 minute ခွဲကြာမဲ့ set အစား10 minute နဲ့ coffee ဖြော်လို့ပြီးမဲ့ set ကိုပြောင်းလိုက်တာမျိုးသို့မဟုတ်10 minute ခွဲဆိုတဲ့အချိန်မှာပဲ coffee တစ်ခွက်တည်းမဟုတ်ဘဲနဲ့ coffee 2ခွက် coffee 3ခွက်တပြိုင်တည်းတန်းဖြော်လို့ရတဲ့ set မျိုးပြောင်းလိုက်တာမျိုးစဉ်းစားမလားသို့မဟုတ် payment ကိုတတ် process state တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့ order မှာတဲ့ဟိုက payment တစ်ခါတည်းရှင်းတဲ့ parallel အဆင့်နော်အပြိုင်သွားတဲ့ခါမျိုးစဉ်းစားလိုက်မလားအချိန်ကို short ချလိုက်မလားစသည်ဖြင့်နော် operation manager ဟာဒီလက်ရှိ VSM ကိုကြည့်ပြီးတော့နော် area of waste ကို short ချမလား highlight bottleneck ဖြစ်တဲ့ area ကိုနောက်ထပ် solution အသစ်ရှာမလားဒါတွေကိုစဉ်းစားလိုက်ပြီးတော့ future state VSM ဆိုတာကိုဆွဲလို့ရပြီ future state VSM ဆိုတာလက်ရှိရှိတဲ့ VSM ကို lesson learn လုပ်ပြီး analysis လုပ်ပြီးတော့ဘယ်လိုပြုပြင်မလဲသူကြတော့တရည်မဟုတ်တော့ဘူးကိုယ့်ရဲ့ strength ကိုယ့်ရဲ့ capacity နဲ့ operation manager တယောက်ရဲ့ idea ကိုမြင်ပြီးတော့เนาะခုနပြောခဲ့တဲ့ bottleneck အဖြစ်ဆုံးနေရာကိုဘယ်လို short ချမလဲ area of waste ကိုဘယ်လိုပြအောင်လုပ်မလဲဒါနဲ့ကျွန်တော်တို့ကသွားမှာဖြစ်တယ်အဲ့တော့သွားလို့ရတဲ့နေရာတွေကိုမှတ်မိအောင်ပြန်ပြောမယ်ဆိုလို့ရှိရင် lead time 6 minute ဆိုတဲ့ lead time ကို short ချမလားပေါ့နော်သို့မဟုတ်အဆင့်တိုင်းမှာဖြစ်နေတဲ့ inventory เนาะစောင့်နေရတဲ့ inventory ပမာဏကို short ချတဲ့ method ကိုသုံးမလား coffee ထုတ်တဲ့ဒီ production flow ကိုပိုကောင်းလာအောင်လုပ်မလားဒါမှမဟုတ်ရင်လည်းဒီ bottleneck အဖြစ်ဆုံးနေရာတွေမှာတော့သူ့ရဲ့ cycle time ကို short ချတဲ့ method ကိုသုံးမလားဆိုပြီးတော့เนาะဒါကတော့ခင်ဗျားတို့တွေကိုဉာဏ်ရှိတယ်လို့ကို့မှာ idea ရှိတယ်လို့ကိုယ့်ရဲ့လုပ်ငန်းရဲ့ capacity efficiency ကောင်းလာအောင်ဘယ်လိုလုပ်မလဲစဉ်းစားရမှာဖြစ်ပါ